သူတို့တွေကုန်းပေါ်တက်လာတာနဲ့အခြေခုံတွေကကြပြီးလူသားပုံစံပြောင်းလဲသွားကြတယ်ကောင်လေးကလူသားမျိုးငယ်လေးကိုပထမဆုံးအကြိမ်ရောက်လာတာဖြစ်ပြီးပတ်ဝန်းကျင်ကအရာအလုံးကိုစိတ်ဝင်စားရှိနေတယ်ဒါပေမဲ့မျိုးငယ်လေးရဲ့နေရန်ပေါ်ကနေရန်စေးပချီနဲ့ရင်ပြင်ပေါ်ကပင်လယ်မိတ်ဆာကိုအမဲလိုက်နေတဲ့ကြောက်စရုပ်တူကြီးကလူသားတွေသူတို့အပေါ်ရန်လိုနေတာကိုရိပ်မိစေခဲ့တယ်ဒါကြောင့်ကောင်လေးကစပင်ကောက်လေးကိုခေါ်ပြီးချက်ချင်းပဲထွက်ပြေးဖို့ပြင်တော့တယ်အဲ့ဒီအချိန်မှာပဲအဝေးကနေအနီရောင်လျှက်စစ်ဆိုင်ကယ်တစ်စီးပေါ်လာပြီးသူတို့နှစ်ယောက်ရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားခဲ့တယ်ဆိုင်ကယ်စီးလာတဲ့လူမိုက်ကောင်လေးကဆိုင်ကယ်ကိုရက်လိုက်တယ်ဘောလုံးကလည်းဆိုင်ကယ်ပေါ်ကိုကွက်တိကျသွားခဲ့တယ်ဆိုင်ကယ်လဲတော့မဲ့အချိန်မှာပဲလူဝတ်တုပ်လေးကပြစ်ဖက်လိုက်လို့ဆိုင်ကယ်ကကောင်လေးပေါ်ကိုလဲကျသွားခဲ့တယ်ငါတန်ရရသွားလားလို့ပြန်ဖြေပါဦးငါကောင်းကိုက်နေတယ်မင်းမြန်ထစကားမပြောနဲ့ဦးနှက်ခမ်းမွေးနဲ့လူကသူ့ရဲ့အသေးဆွဲဆိုင်ကယ်လေးကိုချက်ချင်းမပြီးပို့တိုက်မိရဲ့ဒဏ်ရာရှိမရှိစစ်ဆေးလိုက်တယ်ဒါကိုဘယ်သူလုပ်တာလဲလို့သူကမျက်မှောင်ကျုပ်ပြီးဒေါသတကြီးမေးလိုက်တဲ့ကောင်လေးကစပင်ကောက်လေးရဲ့လက်ကိုဆွဲပြီးချက်ချင်းပဲထွက်ပြေးကြတယ်သူကကောင်လေးစီကနေငါးညီနဲ့တစ်ခုကိုရလိုက်တဲ့ကောင်လေးကိုဖမ်းပြီးရေကန်ထဲကိုနှက်လိုက်တဲ့ကောင်လေးရဲ့မျက်နှာရေစင်သွားတာနဲ့အခြေခုန်လေးပေါ်လာပြီးပုံစံအမှန်ပေါ်တော့မဲ့အချိန်မှာပဲမိန်းကလေးကတုံးပြီးဆိုင်ကယ်စီးပြီးရောက်လာပြီးအနိုင်ကျင့်ခံနေရတဲ့သူတို့နှစ်ယောက်ကိုကဲတင်ပေးခဲ့တယ်သူတို့လည်းပြန်ပွဲဝင်ဖို့လာတာလို့မိန်းကလေးကထင်နေခဲ့တာပြန်ပွဲနိုင်ရင်လျှက်စစ်ဆိုင်ကယ်ရနိုင်မလားလို့ကောင်လေးကမေးလိုက်တယ်ဆိုင်ကယ်တော့မရနိုင်ဘူးဒါပေမဲ့အဲ့ဒီဆိုင်ကယ်ဟောင်းလေးကိုတော့ရနိုင်တယ်လို့ပြောတယ်ဆိုင်ကယ်ကပျက်စီးယိုယွင်းနေပေမဲ့တောက်ပတဲ့အလင်းရောင်တွေဖြာထွက်နေတယ်လို့ပါပဲသူတို့နှစ်ယောက်ကမိန်းကလေးနဲ့အတင်းဖွဲ့ဖို့ချက်ချင်းဆုံးဖြတ်လိုက်ကြတယ်နိုင်တာနဲ့စုချင်းငွေရမှာဖြစ်ပြီးသူတို့အိမ်မက်မက်နေတဲ့လျှက်စစ်ဆိုင်ကယ်လေးကိုဝယ်လို့ရမှာပါဒါပေမဲ့ပြန်ပွဲကရေကူးတာခောက်ဆွဲစားတာနဲ့စပိန်စီးတာတွေကိုပြီးအောင်ရှင်ပြန်ရမှာပါကောင်လေးကစပိန်လုံးဝမစီးတတ်ဘူးစပိန်ကောက်လေးကအားပေးပေမဲ့လည်းအတုံးမဝင်ခဲ့ဘူးစပိန်စီးတင်ရတာမလွယ်ကူလာတယ်လို့မိန်းကလေးရဲ့အတားအဆီးလေ့ကျင့်မှုတွေကိုလည်းရင်ဆိုင်ရအောင်ပါညဘက်မှာမိန်းကလေးကသူတို့နှစ်ယောက်ကိုအိမ်ခေါ်ပြီးထမင်းကျွေးတယ်မိန်းကလေးရဲ့အဖေကမြို့ပေါ်မှာအတော်ဆုံးပင်လယ်မိတ်ဆာအမဲလိုက်သမားဖြစ်မှန်တိလိုက်ရတဲ့အထဲဝင်လာတာနဲ့သူတို့နှစ်ယောက်စီးထွက်မတက်အော်ဖြစ်သွားကြတယ်သူ့ရဲ့အစွမ်းထက်လာတဲ့ဓာတ်ခုတ်ချက်တွေကိုကြည့်ပြီးကောင်လေးချက်ချင်းကြောက်လန့်တုန်ရင်သွားခဲ့တယ်အယောင်ပြောင်းသွားတဲ့စပင်ကောက်လေးကိုကြည့်ပြီးနှက်ခမ်းမဒီနဲ့လူကသူ့ကိုစပွဲအောက်ဆွဲချလိုက်တဲ့အောက်မှာကြောင်တကောင်နဲ့တိုးပြီးကြောင်ကတိသွားခဲ့တယ်သူတို့နှစ်ယောက်ကတော့ဘာမှမဖြစ်တယ်လို့မျိုးထိုင်ကုန်ပေါ်ပြန်ထိုင်ပြီးရေပြနေကြတယ်ခဏနေတော့ထမင်းဟင်းတွေအစင်သင့်ဖြစ်ပြီးစားကြစို့ဘာလို့ရမှမသိတဲ့စပင်ကောက်လေးကလက်နဲ့ပဲဓာတ်ရိုက်ကောက်စားလိုက်တဲ့ကောင်းမွန်တဲ့ခောက်ဆွဲကလက်တော့ခောက်ဆွဲဖြစ်သွားခဲ့ရတယ်ထမင်းစားပြီးနောက်မှာမိန်းကလေးကသူတို့နှစ်ယောက်ကိုတစ်ပင်ပေါ်မှာအိတ်ခိုင်းတယ်ဒါပေမဲ့နောက်တစ်နေ့မှာသူတို့နှစ်ယောက်နှင်းဆိုပြီးပုံစံအမှန်ပေါ်လာခဲ့ကြတယ်မိန်းကလေးမတွေ့ခင်မှာရေစက်တွေကိုချက်ချင်းခါချလိုက်ရတယ်အဲ့ဒီနောက်၃ယောက်သားတောင်ထိပ်ကိုရောက်လာပြီးကောင်လေးကိုကုန်းစင်းစပင်းစီလေ့ကျင့်ပေးကြတယ်ကောင်လေးကမစီးရဘူးစပင်းကောက်လေးကသူ့ကိုခေါ်ပြီးကုန်းစင်းစီးဖို့ဆုံးဖြတ်လိုက်တယ်ဒီစပင်းကောက်လေးကလည်းတကယ်ကိုတတိခဲလေးပါပဲကုန်းစင်းတဲ့အချိန်မှာအရှိန်မြင့်တင်နေတော့မဲ့သူတို့နှစ်ယောက်အတားအဆီးကိုတိုက်မိပြီးပင်လယ်ထဲလွတ်စင်ကျသွားခဲ့ကြတယ်မိန်းကလေးရောက်လာတဲ့အချိန်မှာရေထဲကနေအစိမ်းရောင်တရဝါတကောင်ပေါ်လာခဲ့တဲ့စပင်ကောက်လေးကစိမ့်လန်းတဲ့ပင်လယ်မိတ်ဆာတကောင်ဖြစ်သွားခဲ့တာပါကောင်လေးကသူ့ရဲ့တရုတ်မှန်ကိုဖုံးကွယ်ဖို့အတွက်စပင်ကောက်လေးကိုတစ္ဆာဖောက်ဖို့ရွေးချယ်လိုက်တဲ့အဲ့ဒီအချိန်မှာပင်လယ်မိတ်ဆာအမဲလိုက်သမားတွေအတန်ကြားပြီးပြေးလာကြတဲ့စပင်ကောက်လေးကတော့ဝမ်းနဲ့ပလက်နဲ့ပင်လယ်ထဲကိုပဲပြန်ကူးခတ်သွားခဲ့ရတယ်အိမ်ပြန်ရောက်တဲ့အခါကောင်လေးကမိန်းကလေးကိုမရက်မနာရှင်းပြနေခဲ့တယ်သူ့ရဲ့စိတ်ခံစားချက်တွေတဖြည်းဖြည်းထိမ့်မနိုင်သိမ့်မရဖြစ်လာတာကိုမြင်တော့မိန်းကလေးကရေးတစ်ခွက်နဲ့လမ်းပတ်လိုက်တဲ့ကောင်လေးရဲ့ပုံစံအမှန်ကလည်းပေါ်လာခဲ့ရတယ်မိန်းကလေးကသူတို့နှစ်ယောက်မူမမှန်တာကိုစောစောစီးစီးကလေးကရိပ်မိနေခဲ့တာပါတမျိုးလုံးကပင်လယ်မိတ်ဆာတွေကိုလိုက်ဖမ်းနေကြတာကောင်လေးကိုကာကွယ်ပေးဖို့အတွက်မိန်းကလေးကသူ့ကိုနှိပ်ထုတ်ဖို့ပဲတက်နိုင်ခဲ့တယ်ဒါပေမဲ့ကောင်လေးကပြန်ပွဲကိုအရှုံးမပေးချင်ဘူးမိန်းကလေးကတော့ဆိုင်ကယ်တစ်စီးအတွက်နဲ့အသက်ကိုအနစ်နာမခံသင့်ဘူးလို့ထင်နေတယ်ကောင်လေးမှထွက်ခွာသွားဖို့ပဲရှိပါတော့တယ်အဲ့ဒီနောက်သူကစပင်ကောက်လေးကိုတွားရှာခဲ့တယ်စပင်ကောက်လေးကကောင်လေးရဲ့တစ္ဆာဖောက်မှုကြောင့်ဝမ်းနဲ့နေခဲ့တဲ့ကောင်လေးကသူ့ကိုစိတ်ရင်းမှန်နဲ့တောင်းပန်ခဲ့ပြီးပြန်ပွဲကိုမဖြစ်ဖြစ်အောင်အနိုင်ယူပြမယ်လို့ပြောခဲ့တယ်လျှက်စစ်ဆိုင်ကတစ်စီးရအောင်လုပ်ပြီးသူ့ကိုခီးသွားဖို့လက်ဆောင်ပေးချင်တာပါနောက်တနေ့မှာကောင်လေးကရေငုပ်ဝစ်စုံဝစ်ပြီးပြန်ပွဲကွင်းကိုရောက်လာခဲ့တယ်ဒိုင်လူကြီးရဲ့အချက်ပေးတန်တဲ့အတူပြန်ပွဲဝင်တွေအားလုံးပြေးထွက်သွားကြတယ်အားလုံးကရေထဲမှာအစွမ်းကုန်ကူးခတ်နေကြတယ်ကောင်လေးကပင်လယ်ကျမ်းပြင်ပေါ်မှာအယူမူလမ်းလျှောက်ပြေးနေခဲ့တယ်ပြန်ပွဲကိုမနှဲပြီးအောင်ရှင်ပြန်ခဲ့ရတယ်လူမိုက်ကောင်လေးကသူ့ကိုခြေထိုးခံလိုက်လို့ကောင်လေးကကုန်းဘက်ပေါ်လဲကျသွားခဲ့တယ်သူကခေါင်းကိုချက်ချင်းပြန်ဝက်လိုက်ရတဲ့အန်ရီရီကြားကနေဒုတိယအဆင့်ကိုရောက်လာခဲ့တယ်ဒါပေမဲ့ကောင်လေးကခက်ရင်မတုံးတက်ဘူးတော်သေးတာကမိန်းကလေးကသူ့ဘေးကနေတိုက်ရိုက်လမ်းညွှန်ပြသပေးနေခဲ့တယ်လူအနေငယ်ကငတ်မွတ်နေတယ်လို့မျိုးအတင်းကုန်စားနေကြတယ်ကောင်လေးလည်းနောက်ဆုံးတော့ခောက်ဆွဲကိုကိုအောင်စားနိုင်ခဲ့ပြီးပြန်ပွဲရဲ့တတိယအဆင့်ဖြစ်တဲ့စပိန်စီပြန်ပွဲကိုဆက်သွားကြတယ်လမ်းခုလက်မှာသူ့ရဲ့မိဘတွေကိုလည်းတွေ့ခဲ့ရတယ်ဒါပေမဲ့သူကပြန်ပွဲကိုပဲဆက်စီးဖို့ရွေးချယ်ခဲ့တယ်ကောင်လေးကလူမိုက်ကောင်လေးကိုချက်ချင်းကြော်တက်ပြီးပထမနေရာကိုရောက်သွားခဲ့တယ်ဒါပေမဲ့မိုးကရွာချလာခဲ့တယ်အရေးကြီးတဲ့အချိန်မှာမိုးရွာချလာခဲ့တာပါမိုးရေဆူသွားတဲ့ကောင်လေးကပုံစံပြောင်းလဲလာခဲ့တယ်သူကအိမ်ခေါင်မိုးအောက်ကိုချက်ချင်းပြေးပုံလိုက်ရတယ်တရုတ်မှန်မပေါ်အောင်တားဆီးနေရင်းနဲ့မျက်စိရှိတင်ပန်းတိုင်ကိုရောက်တော့မှာပါလူမိုက်ကောင်လေးကထပ်ပြီးလိုက်မိလာခဲ့တယ်ကောင်လေးပါလို့ရမှန်းမတိဖြစ်နေတဲ့အချိန်မှာစပင်ကောက်လေးကထီးကြီးတစ်ချောင်းကန်ပြီးသူ့စီပြေးလာခဲ့တဲ့လူမိုက်ကောင်လေးကစပင်ကောက်လေးကိုဝင်တိုက်လိုက်လို့မိုးရေဆူသွားတဲ့စပင်ကောက်လေးကချက်ချင်းပဲပုံစံမှန်ပေါ်လာခဲ့ရတယ်ပင်လယ်မိတ်ဆာကဟိုးမှရှိနေတယ်လို့လူမိုက်ကောင်လေးကလှမ်းအောင်ပြောလိုက်တယ်စပင်ကောက်လေးပိုက်ကုန်နဲ့မိတော့မဲ့အချိန်မှာပဲကောင်လေးကမျက်မှောင်ကျုပ်လိုက်ပြီးတရုတ်မှန်ပေါ်မှာကိုလည်းဂယုမဆိုင်တော့ပဲစပင်စီပြီးစပင်ကောက်လေးစီကိုဝင်တိုက်လိုက်တယ်အဲ့ဒီနောက်နဲ့ယောက်သားလဲကျသွားခဲ့ကြတယ်ကောင်လေးနှစ်ယောက်စလုံးပင်လယ်စီကိုတလန်းလုံးမောင်းပြေးခဲ့ကြတယ်လူမိုက်ကောင်လေးကငားများခက်ရင်ကိုကင်ပြီးထပ်ပြီးလိုက်လာခဲ့တယ်မိန်းကလေးကလည်းသူတို့နောက်ကနေချက်ချင်းလိုက်လာခဲ့တယ်လူမိုက်ကောင်လေးကငားများခက်ရင်နဲ့သူတို့နှစ်ယောက်လုံးကိုရှင်းပစ်ချင်နေတာမိန်းကလေးကဝင်တိုက်လိုက်လို့နှစ်ယောက်လုံးကုန်းပေါ်လဲကျသွားခဲ့ကြတယ်ကောင်လေးနှစ်ယောက်စလုံးပင်လယ်နားကိုရောက်နေပြီဖြစ်ပေမဲ့လဲကျနေတဲ့မိန်းကလေးကိုမြင်တော့ကောင်လေးကပင်လယ်ထဲခုန်ချပြီးထွက်ပြေးမဲ့အခွင့်အရေးကိုဆွန့်လွတ်လိုက်ပြီးမိန်းကလေးရဲ့ဘေးနားကိုပြန်လာခဲ့တယ်ခဏနေတော့မြို့သူမြို့သားတွေဝိုင်းအောင်လာကြတယ်လူမိုက်ကောင်လေးကမရက်မနာဆက်ပြီးအော်ဟစ်ဆဲဆိုနေတော့မဲ့မိန်းကလေးရဲ့အဖေကထွက်လာပြီးကောင်လေးနဲ့စပင်ကောက်လေးကိုတစ်ချက်တည်းနဲ့မှတ်မိသွားခဲ့တယ်ပြီးတော့ကောင်လေးရဲ့လက်ကိုမြှောက်ပြီးသူတို့ပြန်ပွဲနိုင်သွားပြီလို့ပြောလိုက်တယ်သူတို့ဘသူကိုမှနစ်နာအောင်မလုပ်ခဲ့ဘူးမိန်းကလေးရဲ့အဖေကလည်းဘသူကိုမှသူတို့ကိုနာကျင်အောင်လုပ်ခွင့်မပေးဘူးဒါကိုမြင်တော့ပင်လယ်မိ
စာမဲလိုက်သမားတွေလည်းရမရှာကြတော့ဘူးအခြားတန်ငါတွေလည်းတယောက်ပြီးတယောက်ထွက်ခွာသွားကြတယ်လူမိုက်ကောင်လေးကတော့မကျေနပ်သေးဘူးဒါပေမဲ့ကောင်လေး၃ယောက်ကငါးမြခက်ရင်ကိုလူယူပြီးချက်ချင်းပဲချိုးပစ်လိုက်ကြတယ်အဲ့ဒီအချိန်မှာကောင်လေးရဲ့မိဘတွေလည်းရောက်လာပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ကြတယ်မြို့ငယ်လေးတွေကအခြားပင်လယ်မိတ်ဆာတွေလည်းတယောက်ပြီးတယောက်ပုံစံအမှန်ပြတ်လာကြတယ်နောက်ဆုံးတော့ပင်လယ်မိတ်ဆာ၂ယောက်ကပြိုင်ပွဲရဲ့စုချင်းငွေကိုရရှိသွားခဲ့ကြတယ်သူတို့ပိုင်ဆိုင်တဲ့လျှက်စစ်ဆိုင်ကလေးကိုလည်းရရှိသွားခဲ့ပြီးပင်လယ်မိတ်ဆာတွေကလည်းမြို့ငယ်လေးထဲမှာနေရာတစ်ခုရရှိသွားခဲ့ကြတယ်တကယ်တော့ဘလို့မျိုးနွယ်စုပဲဖြစ်ဖြစ်အားလုံးသာအတူတကွငြင်းငြင်းချမ်းချမ်းနေထိုင်ကြမယ်ဆိုရင်ငါတို့အားလုံးအပြန်လန်နားလည်ခွင့်လုပ်ပြီးလေးစားသမှုရှိတင်ကြပါတယ်ဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ